အခုနောက်တစ်ပုတ်ဆက်ပြီးတော့တီဆိုပေးဖို့ဘသူ့အဖိန်ကောင်းပဲ तू မျက်လုံးကြောင်းနေတော့အရန်ပြောတတ်တာပဲအချစ်မြတ်ဝန်းပိုင်ရှင်အဲလုံးဝကိုဖိတ်ခေါ်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာအဲလုံးဝဘာသချင်းဆိုမလဲတော့ကျွန်တော်မပြောပြပေးတော့ဘူး